ယနေ့တရားနာကြောက်လာကြတဲ့အပိသက်ပေါင်းမင်္ဂလာပေါင်းနဲ့ပြည့်စုံပါစေလို့သမီးတည်တန်ရှင်မိသစင်ကနေပြီးတော့ပထမဦးစွာဆုမကောင်းတောင်းပေးလိုက်ပါတယ်။ယနေ့ညတရားပွဲမစတင်မီချင်းလေးတွင်မှာဓမ္မတည်တန်သားလေးများနဲ့ပြည့်စုံအခန့်ထည့်ပေးမှာဖြစ်ပါတယ်ရှင်။သမီးရဲ့လက်ကနာလေးမှာပထမဦးဆုံးတစ်ပုဒ်အနေနဲ့စပယ်ပန်းလို့မြင်ရတဲ့ချင်းလေးနဲ့တည်ဆုထည့်ပေးချင်ပါတယ်ရှင်။နာတော်တာဆင်မိပါ。Who's all that to be
လူယူရရနဲ့တင်လို့စပီပလီဒီတော့ကမောမအစီထားကြတာဖြူဖြူလေးကမောမအစီထားကြတာဒီတော့ကမောမအစီထားကြတာဖြူဖြူလေးကမောမအစီထားကြတာသိခါရှိတော့တဲ့ရှိတော့အလားတရားများဒီလောကကြီးကိုအလားစင်နေစပီပလီဖြူတယ်လို့စပီပလီမွေးတယ်လို့စပီပလီလာတယ်လို့အားလုံးလေးလာနိုင်ကြပါစေ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 